ကောင်းလေးတယောက်ကအသက်ရှင်ဖို့အတွက်ကစားစရာကားလေးတစ်စီးကိုအာကူပြီးစွန့်စားလိုက်ပါတယ်ဒါပေမဲ့သူမသိခဲ့တာကအဲ့ဒီကားလေးကမြေအောက်မှာဖုံးကွယ်နေတဲ့အနေအကြီးကိုနိုးထလာစေမယ်ဆိုတာပါပဲကြောက်လန့်တုန်ရင်နေတဲ့ကောင်လေးကခလုတ်ကိုနှိပ်လိုက်ပြီးကစားစရာကားလေးကိုအဝေးကိုလွှတ်လိုက်ပါတယ်ခဏအကြာမှာတော့မြေကြီးအောက်ကနေထူဆန်းတဲ့အတန်ကြီးတစ်ခုထွက်ပေါ်လာခဲ့ပါတယ်နောက်တစ်ခဏအကြာမှာပဲကြောက်စရာကောင်းတဲ့အရာတစ်ခုကအဲ့ဒီကားလေးစီကိုအချိန်ပြင်းပြင်းနဲ့ရောက်လာပါတော့တယ်အဲ့ဒါကိုမြင်လိုက်တဲ့ကောင်လေးကအချိန်မဆွဲတော့ပဲအဆောက်အဦပေါ်ကနေခုန်ဆင်းပြီးအမြန်ထွက်ပြေးခဲ့ပါတယ်ဒါပေမဲ့သူမမျောလင့်ထားတဲ့အရာတစ်ခုဖြစ်လာခဲ့ပါတယ်ကစားစရာကားလေးကရုတ်တရက်လဲကျသွားပြီးအတန်တိတ်သွားတာကြောင့်မြေအောက်ကတရဝကြီးရဲ့အာယုံကသူ့စီကိုတိုက်ရိုက်ရောက်လာခဲ့ပါတယ်ကောင်လေးကအချိန်မကောင်းတော့မှန်တိလိုက်ပြီးချက်ချင်းရက်တက်သွားပါတယ်အဲ့ဒီအချိန်မှာတရဝကြီးကသူ့နားကိုတဖြည်းဖြည်းနီးတက်လာခဲ့ပြီးကောင်လေးကကြောက်လွန်းလို့လုံးဝမလုပ်ရတော့ပါဘူးဒါပေမဲ့အဲ့ဒီတရဝကအလွယ်တကူမလုပ်ပေးခဲ့ပါဘူးရှီတရားတဲ့လက်တံတွေကိုအသုံးပြုပြီးပတ်ဝန်းကျင်ကိုစမ်းသက်ရှာဖွေနေခဲ့ပါတယ်ဒီအချိန်တွေကိုမြင်တဲ့သူ့ဖော်တွေကတရဝရဲ့အာယုံတွေကိုအော်ဟစ်ပြီးဆွဲခေါ်ဖို့ကြိုးစားခဲ့ကြပါတယ်ဒါပေမဲ့အဲ့ဒီနီလန်ကအလုံးမဖြစ်ခဲ့ပဲတရဝကြီးကပိုးပြီးဒေါသထွက်လာခဲ့ပါတယ်အဲ့ဒီအချိန်မှာအမျိုးသမီးတစ်ယောက်ကနေရာမှာတက်ထားတဲ့ပိုက်တစ်ချောင်းကိုသတိထားမိလိုက်ပါတယ်ပိုက်ထဲကရေတွေစီးထွက်နေတာကိုမြင်ပြီးချက်ချင်းအကြံတစ်ခုရသွားပါတယ်သူမကအားပြင်းတဲ့ပိုက်ကိုကန်လိုက်ရရေတွေအချိန်ပြင်းပြင်းနဲ့ထွက်လာပြီးအတန်ကျဲကြီးဖြစ်ပေါ်လာပါတယ်ရုတ်တရက်ထွက်လာတဲ့ရေတန်းကြောင့်တရဝကြီးရဲ့အာယုံပြောင်းသွားပြီးအဲ့ဒီနေရာကနေရွေ့သွားခဲ့ပါတယ်ဒီအခွင့်အရေးကိုအသုံးချပြီးကောင်လေးကအမြန်ဆုံးဆက်ရန်နေရာပေါ်တက်လိုက်ပါတယ်သူကစက်ကိုစတင်မောင်းနှင်ပြီးသူ့ဖော်တွေနဲ့အတူအဲ့ဒီနေရာကနေထွက်ပြေးလာခဲ့ပါတယ်အားလုံးကတော့နောက်ဆုံးလွတ်မြောက်ပြီလို့ထင်ခဲ့ကြပါတယ်ဒါပေမဲ့သူတို့မသိခဲ့တာကအဲ့ဒီတရဝကြီးဟာထင်ထားတာထက်ပိုပြီးညံကောင်းနေခဲ့တာပါတရဝကြီးကစက်ပတ်ဝန်းကျင်ကမြေကြီးတွေကိုတူးဖော်လိုက်ပြီးရုတ်တရက်စက်ကြီးကတဖြည်းဖြည်းမြေထဲနှိမ့်ဝင်လာပါတော့တယ်သူတို့တကယ်လွတ်မြောက်နိုင်ပါမလားဆိုတာကိုတော့ကိုမန့်မှာဖြေခဲ့ပေးပါ